အားလုံးကိုမင်္ဂလာပါလို့ကျမလည်းအချင်းရမ်းဆိုချင်တယ်နော်ဒါမဲ့လည်းအချိန်နဲ့နောက်ပြီးတော့ကလေးတွေကိုဦးစားပေးတာနဲ့အခုတော့ကျမအနေငယ်စကားပြောပြီးတော့ကျမတချင်းဆိုမယ်ဖြစ်ပါတယ်လို့ဘာဖြစ်လို့ဆိုတော့ကျမပြောချင်တဲ့အရာနေရာနဲ့အခွင့်အရေးပေါ့နော်ဘုရားသခင်ကကျွန်ုပ်တို့ဘယ်နေရာမှာထားတယ်လဲဘယ်နေရာမှာအသုံးပြုတယ်လဲဆိုတာကိုနဲ့ဖျားနဲ့ပြီးကြမှာပါလို့ဘာဖြစ်လို့ဆိုတော့ကျမငငယ်ကအရန်အဆိုတော့ဖြစ်ချင်တယ်နော်ဒါမဲ့အတန်းတော့သိတဲ့အတိုင်းပဲတော်ယုံလေးပဲရှိရနော်ဒါမဲ့ကျမကိုဖျားထားတာဘယ်မှာထားလဲဘယ်နေရာမှာထားလဲဆိုတော့အထူးသဖြင့်ဒီအမျိုးသမီးနဲ့ကလေးတွေနဲ့ဒီတော့အထူးသဖြင့်အကျဉ်းထောင်ထဲအကျဉ်းထောင်ဆိုဒီလူဝင်မှုကြီးကြပ်ရေးထောင်နော်ဆိုမှအဲ့မှာဖြစ်နေတဲ့ရောက်နေတဲ့ညီကိုမောင်နှမတွေကိုနော်ကျမတို့ရဲ့မြန်မာနိုင်ငံသားတွေကိုကူညီရတဲ့အတွက်လည်းဘုရားသခင်ကိုကျမကျေးဇူးတင်ပါတယ်လို့ဘုရားသခင်ကကျမကိုထားတဲ့နေရာကအဲ့ဒီနေရာဖြစ်ပါတယ်လို့နောက်ပြီးတော့ကျမတို့အားလုံးမှာလည်းဘုရားသခင်ထားတဲ့နေရာတွေရှိပါတယ်အဲ့ဒီတိုက်တွန်းနှိုးဆော်တာပဲဖြစ်ဖြစ်တရားဟောတာပဲဖြစ်ဖြစ်ကိုရဲ့လူကိုကူညီတာပဲဖြစ်ဖြစ်အဲ့ဒီအခွင့်အရေးကိုအသုံးပြုပြီးတော့အခွင့်အရေးတရားအနေနဲ့အသုံးပြုပြီးတော့မှစပါနော်ဘုရားသခင်ထားတဲ့ပေးတဲ့တောင်းကိုဆက်ပြီးတော့ထမ်းကြပါလို့နောက်ပြီးတော့မှကျမကျေးဇူးတော်ချီးမွမ်းချင်တာကဆာလံကျမ်းအခန်းကြီး41မှာနော်ဘုရားဆင်းရဲသားတွေကိုအောက်မေ့တော်သူကသူ့ကိုနှာဖျားပြီးတော့တုံးလုံးလဲရင်လည်းဘုရားကအမြန်ပေးပြီးတော့ပျောက်မလို့နော်ကျမလေးမနေ့တနာရီခွဲထိကျမစင်းပိတ်ပြီးတော့မှအပေါ်ပြန်တက်ပြီးပြန်တက်ပြီး9မိနစ်ပဲရှိသေးတယ်ကျမဘလို့မှအသက်ရှူလို့မရတော့ရင်ဘတ်တွေအရန်အောင်မလို့မှဒီမှာလေကျမကိုဖိပေးမဲ့လူမရှိကျမသိပြီအဲ့ဒါနဲ့ဖိတ်ဆရာကဗမာပြည်သွားတယ်ဖိတ်ကကျမဘေးနားမှာအိတ်တော့ပူရေလို့ခေါ်တော့ तू ကလုံးဝမလှုပ်ဘူးအဲ့ကလေးကအဲ့နဲ့ကျမဘရန်ဆိုင်တဲ့ကျမရဲ့volunteer တယောက်ကအိမ်အောက်မှာအလုပ်လုပ်နေကြသေးတယ်ဖြစ်တဲ့အတွက်ကြောင့်ကျမ slim bag ထဲကဖုန်းကိုအမြန်နှိုက်လိုက်တယ်နှိုက်ပဲလက်ပဲရောက်တယ်လက်ကအားမလာတော့ဘူးအဲ့ဒါနဲ့ကျမအသက်ရှူလို့မရတော့အဲ့လိုမျိုးဖြစ်လာပြီးတော့မှအရန်နာနေပြီအဲ့ဒီအချိန်မှာကျမအဲ့ဒီအတန်ကိုကျမအမဒေါ်စနိုးကကြားပြီးတော့မှကျမရင်ဘတ်ကိုပြန်ပြီးတော့အရန်ပြန်ဖိတော့ပြန်ပြီးတော့အသက်ပြန်ရှူလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဆရာဝန်သွားမေးကြည့်တော့နှလုံးရောဂါလုံးဝမဟုတ်ဘူးကျမဒီအထဲမှာလေလဲတစ်ခေါက်ဖြတ်ပူတယ်လေနော်အဲ့လိုမျိုးအောင့်လာလဲ3ခေါက်ရှိပြီဆိုတော့လေ့ကျင့်ခန်းပဲပုံမှန်လှုပ်ပြီးတော့ဒီကျမကြွက်သားအကြောင်းပေါ့နော်ဒါမဲ့လေကျမသိတယ်လို့ကျမသေဖို့နည်းနည်းမရောက်သေးဘူးအမှုတော့ဆက်ပြီးတော့လောက်ရမယ့်အပိုင်းတွေရှိနေသေးတယ်လို့ကျမယုံကြည်ပါတယ်လို့နောက်ပြီးတော့ဒီကညီကူမောင်နှမတွေအားလုံးဖျားရှိခိုးပြီးတော့ဒီကဆရာ၄ပါးနေပြီးတော့မှဝိညာဉ်အစာတွေအများကြီးကျွေးတယ်နော်ပြီးပြန်သွားရင်လည်းအခုဒီစာအုပ်ကလေးကိုကျမအလကားမှဝေပေးပါမယ်လို့အလုပ်သမားတွေရဲ့အခွင့်အရေးနဲ့ပတ်သက်တဲ့စာအုပ်ပဲဖြစ်ပါတယ်လို့ကျမကိုလည်းဆုတောင်းပေးကြတဲ့ညီကိုမောင်နှမhome site group တွေကိုလည်းအကုန်လုံးကျေးဇူးတင်ပါတယ်လို့ဘာဖြစ်လဲဆိုတော့ဒီအလုပ်သမားတွေနဲ့အလုပ်သမားရေးရာတွေနဲ့ပတ်သက်တဲ့အတွက်ကိုစကားတွေကိုသွားတောင်းဆိုပေးရတဲ့အခွင့်အရေးပြီးအဲ့ဒါဘုရားသခင်တုံးတဲ့အတွက်လည်းကျမကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒီဥစ္စာအခမဲ့ဝေပေးပါတယ်လို့ကျမတို့အလုပ်သမားတွေကအလုပ်ရှင်များသောအားဖြင့်အလုပ်ရှင်အနိုင်ချင်းခံတဲ့လူတွေအများကြီးရှိပါတယ်လို့ဒါပေမဲ့ဒီအထဲကလူတွေကတော့တကယ်ပဲဘုရားသခင်ရဲ့ကောင်းကြီးမိုးတွေကိုရွာတာကိုတော်တော်လေးခံစားတဲ့လူဖြစ်တယ်လို့ကျမတွေ့ရပါတယ်လို့ဒါပေမဲ့အဲ့ဒါကြောင့်ဥစားပေါ့နော်ဘယ်လိုကူညီရမလဲပေါ့နော်ကူညီရဲဆိုတာအမျိုးစုံရှိပါတယ်တယောက်ဒုက္ခရောက်နေဆိုရင်တယောက်နဲ့တယောက်ဖုန်းဆက်ပြီးတော့တည်င်းဖြန့်ပေးတာတို့ဘာလို့အဲ့လိုလုပ်ရပါတယ်လို့သွားဆင်းပြီးတရားဟောတာတို့သွားပြီးတော့အဲ့လိုကူညီပေးတာအဲ့ဒါကိုပြောတာမဟုတ်ပါဘူးလို့ကို့ဘုရားထားတဲ့ခန္ဓာမှာပါဝင်ပြီးတော့လှုပ်ရှားပေးဖို့ကျမအဲ့ဒါပြောပြချင်ပါတယ်လို့သချင်းတစ်ပုဒ်လည်းဆိုချင်ပါတယ်